Democrat သတင်းဌာနရဲ့တပတ်အတွင်းအရိုက်ခတ်ဆုံးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကနော်ဖော်ပါဒီတပတ်ရဲ့အရိုက်ခတ်ဆုံးသတင်းတွေကတော့အမေရိကန်ပြည်ထောင်စုမှာအပူချိန်အနုတ်46ဒီဂရီအထိကျဆင်းပြီးလေကြောင်းခီးစဉ်ထောင်နဲ့ချီဖြတ်သိမ်းလိုက်ရတဲ့ပြင်းထန်တဲ့ဆောင်းရာသီမုန်တိုင်းကိုရင်ဆိုင်နေရတဲ့သတင်းဒေါ်လာဘီလီယံနဲ့ချီတန်မိုးရှိတဲ့ကမ္ဘောဒီးယားအွန်လိုင်းငွေလိမ်လုပ်ငန်းရှင်ချန်စီအဖမ်းခံရပြီးတဲ့နောက်ငွေလိမ်စစ်တာတွေကနေထောင်နဲ့ချီတဲ့လူကုန်ကူးခံရသူတွေလွတ်မြောက်လာတဲ့ခြင်းနဲ့မီနီယာပိုလစ်မှာအနုတ်35ဒီဂရီအေးတန်ကြားကနေ ICE အေဂျင့်တွေကိုမြို့ကနေထွက်သွားဖို့လူတောင်းနဲ့ချီလမ်းပေါ်ထွက်ဆန္ဒပြတောင်းဆိုတဲ့သတင်းတွေနဲ့အတူအခြားထူးခြားပွေရာသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုတဝန်းမှာလူပေါင်း160မီလီယံကျော်ဟာတောက်ကြနေကစပြီးအလွန်ပြင်းထန်တဲ့ဆောင်းရာသီမုန်တိုင်းတံကိုရင်ဆိုင်နေရပါတယ်။အမျိုးသားမိုးလေဝသဌာန NWS ကတော့ဒါဟာအလွန်အန္တရာယ်များတဲ့အခြေအနေဖြစ်ပြီးအာတိတ်ဒေသကတိုက်ခတ်လာတဲ့အေးလိုင်းကြောင့်အသက်အန္တရာယ်ရှိနိုင်တဲ့အေးလွန်ကဲမှုတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။ဒီမုန်တိုင်းဟာဝါရှင်တန် DC နယူးယောက်ဘော်တီမိုးနဲ့ဘော့စတွန်မြို့တွေအထိနှင်းထူထပ်စွာကျဆင်းစေမှာပါ။နယူးယောက်မြို့မှာနှင်း14လက်မအထိကျနိုင်သလိုဘော့စတွန်မှာတော့18လက်မအထိရှိနိုင်ပါတယ်။တချို့ဒေသတွေမှာအပူချိန်ဟာအနုတ်46ဒီဂရီဆယ်စီယပ်အထိကျဆင်းသွားနိုင်ပြီးအရေပြားကိုအပြင်မှာထုတ်ထားမိုံနဲ့အသားပဲ့တာနဲ့ကိုယ်အပူချိန်လွန်ကဲစွာကျဆင်းတာတွေဖြစ်နိုင်တယ်လို့သတိပေးထားပါတယ်။တက်ဆက်ဂျော်ဂျီယာနဲ့မြောက်ကာရိုလိုင်းနာအပါအဝင်ပြည်နယ်အတော်များများမှာအရေးပေါ်အခြေအနေကြေညာထားပါတယ်။နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးကစ်တီဟူဂျီကနှင်းရှင်က1600ကျော်နဲ့စားတန်းချိန်300ကျော်အသင့်ပြင်ထားတယ်လို့ဆိုပါတယ်။တက်ဆက်အုပ်ချုပ်ရေးမှူး Greg Abbott ကတော့2021ခုနှစ်ကလိုလျှက်စစ်မီးပြတ်တောက်မှုတွေမဖြစ်အောင်အစွမ်းကုန်ပြင်ဆင်ထားတယ်လို့အာမခံထားပါတယ်။မုန်တိုင်းကြောင့်စနေနဲ့တနင်္ဂနွေနေ့တွေမှာလေကြောင်းခီးစဉ်ပေါင်း9600ကျော်ကိုဖျက်သိမ်းလိုက်ရပါပြီ။တာဝန်ရှိသူတွေကပြည်သူတွေကိုအိမ်မှာပဲနေဖို့အစားအစာနဲ့လိုအပ်တာတွေကိုကြိုတင်စုဆောင်းထားဖို့တိုက်တွန်းထားပါတယ်။ဒီဆိုရတဲ့အေးတန်ဟာလာမယ့်အပတ်အထိဆက်ရှိနေအောင်မှာဖြစ်တဲ့အတွက်အမေရိကန်ပြည်သူတွေဟာမုန်တိုင်းတောင်ကိုအစွမ်းကုန်ခုခံနေကြရပါတယ်ရှင်။ကမ္ဘောဒီးယားနိုင်ငံတော်မှာရှိတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းဝင်းတွေကနေလူကုန်ကူးခံရသူတွေအပါအဝင်ထောင်နဲ့ချီတဲ့အလုပ်သမားတွေဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထွက်ပြေးလွတ်မြောက်လာကြပါတယ်။ဒါဟာဒေါ်လာဘီလီယံချီတန်ဖိုးရှိတဲ့ဒီလုပ်ငန်းတွေကိုနှိမ်နင်းဖို့နိုင်ငံတကာရဲ့ဖိအားတွေပြင်းထန်လာပြီးတဲ့နောက်မှာပေါ်ပေါက်လာတဲ့ထူးခြားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။အင်ဒိုနီးရှားတန်ယုံရဲ့ထုတ်ပြန်ချက်အရသူတို့နိုင်ငံသား1400ကျော်ဟာဒီငွေလိမ်စင်တာတွေကနေလွတ်မြောက်လာခဲ့ပြီးဖနွမ်းပင်မြို့မှာရှိတဲ့တန်ယုံမှာအကူအညီတောင်းခံနေကြပါတယ်။အလားတူပဲတရုတ်တန်ယုံရှိမှလည်းတရုတ်နိုင်ငံသားအများအပြားဟာတန်းစီဆောင်ဆန်းနေကြတာကိုတွေ့ရပါတယ်။ Amnesty International အဖွဲ့ကတော့ကမ္ဘောဒီးယားတဝန်းကအနည်းဆုံးငွေလိမ်စင်တာ10ခုမှာအခုလိုအစိုးလိုက်အပြုံလိုက်ထွက်ပြေးမှုတွေဖြစ်ပွားနေတာကိုအတည်ပြုထားပါတယ်။ဒီဖြစ်ရပ်တွေဟာကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာတဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်ချန်စီကိုဖမ်းဆီးပြီးတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်ပြီးနောက်မှာစတင်ခဲ့တာပါ။ချန်စီဟာ Press Group ရဲ့ဥက္ကဋ္ဌဖြစ်ပြီးအမေရိကန်နဲ့ဗြိတိန်တို့ကသူ့ကိုနိုင်ငံဖြတ်ကျော်ရာဇဝမှုတွေနဲ့ပိတ်ဆို့အရေးယူထားသူဖြစ်ပါတယ်။ယူကရိန်းနဲ့အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုသူကဥဆောင်နေတယ်လို့ဆွဆွဲခံထားရတာပါ။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရကမ္ဘောဒီးယားမှာလူပေါင်း3သိန်းခန့်ဟာဒီငွေလိမ်လုပ်ငန်းတွေထဲမှာပဲအတင်းအဓမ္မခိုင်းစေခံနေရပါတယ်။အခုလိုလွတ်မြောက်လာသူတွေဟာလမ်းမတွေပေါ်မှာအကူအညီမဲ့လျှောက်သွားနေရပြီးစနစ်တကျကူညီဆောင်ရှောက်မှုမရှိရင်နောက်ထပ်ငွေလိမ်စင်တာအသစ်တွေစီကိုပြန်လည်ရောက်ရှိသွားနိုင်တယ်လို့လူအခွင့်အရေးအဖွဲ့ကစိုးရိမ်နေကြပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကစိုက်ဘာရာဇဝမှုတွေကိုအမြင့်ပြတ်ချိန်မုံမယ်လို့ကတိပြုထားပေမဲ့ဒီလုပ်ငန်းဟာနိုင်ငံရဲ့ GDP ရဲ့ထက်ဝက်နီးပါးအထိဝင်ငွေရှိနေတာကြောင့်လက်တွေ့မှာဘလောက်အထိထိရောက်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါရဲ့ရှင်။အမေရိကန်ပြည်ထောင်စုမီနီယာပိုလစ်မြို့မှာအနုတ်35ဒီဂရီဖာရင်ဟိုက်အထိရှိတဲ့အလွန်အေးမြတဲ့ရာသီဥတုကြောင့်လူတောင်းနဲ့ချီတဲ့ဆန္ဒပြသူတွေဟာလမ်းမပေါ်ထွက်ပြီး ICE လူဝင်မှုကြီးကြပ်ရေးအေဂျင့်တွေကိုမြို့ကနေထွက်သွားဖို့တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲဟာဇန်နဝါရီ9 ရက်နေ့က ICE အကျဉ်းဦးရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံခဲ့ရတဲ့ Rene Good အတွက်တရားမျှတမှုတောင်းဆိုတဲ့ ICE out အထိမ်းအမှတ်နေ့လည်းဖြစ်ပါတယ်။တောက်ကြနေမနက်ပိုင်းမှာဆန္ဒပြသူတွေဟာမီနီယာပိုလစ်လေဆိပ်အပြင်ဘက်မှာလူဒန်းရှည်ကြီးနဲ့စတင်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ကဆန္ဒပြသူ100ခန့်ကိုဖမ်းဆီးပြီးကျောင်းကားတွေနဲ့တင်ဆောင်သွားခဲ့ပါတယ်။မြို့ရင်းကစီးပွားရေးလုပ်ငန်းအချို့ဟာလည်းဆန္ဒပြပွဲကိုထောက်ခံတဲ့အနေနဲ့ဆိုင်တွေပိတ်ထားခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာအချင်းချင်းလက်ပူအိတ်တွေနဲ့လက်ဖက်ရည်ပူတွေဝင်ငှရင်အေးတံကိုကြက်ကြန့်ခံခဲ့ကြပါတယ်။ Trump အစိုးရဟာပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး Operation Metro Search စစ်စင်ရေးအမည်နဲ့ ICE agent 3000ကျော်ကိုဒီမြို့စီကိုဆေလွတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့6ပတ်အတွင်းမှာအထောက်ထားမဲ့လူဝင်မှုကြီးကြပ်ရေးသမား3000ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ DHS ကဆိုပါတယ်။ဒီစစ်စင်ရေးဟာဆူမာလီလူမျိုးတွေပိုင်ဆိုင်တဲ့ကလေးထိပ်ကျောင်းတွေမှာဒေါ်လာတန်450ဘိုးလိမ်လည်မှုရှိတဲ့ဆိုတဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်မှာပြန်နှက်ခဲ့ပြီးနောက်အချိန်မြင့်လာခဲ့တာပါ။ဆန္ဒပြသူတွေဟာအသက်9နှစ်အရွယ်ကလေးငယ်လီယန်အပါအဝင်ကလေး4ဦးဖမ်းဆီးခံရမှုအပေါ်မှာလည်းအကြီးအကျယ်ဒေါသထွက်နေကြပါတယ်။အစိုးရဘက်ကတော့ဆန္ဒပြသူတွေပြစ်မှုကျူးလွန်သူတွေကိုကာကွယ်နေသူတွေလို့ဝေဖန်နေပေမဲ့မီနီယာပိုလစ်လမ်းမတွေပေါ်မှာတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံကပြည်သူတွေဟာစီးလုံးမှုကိုပြသနေကြပါရဲ့ရှင်။ထိုင်းနိုင်ငံပတ္တရားမြို့မှာအခြေစိုက်ပြီးအငိမ့်စားယူထားတဲ့နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားတဲ့အကြီးစားငွေလိမ်လည်မှုတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဖြိုခွင်းလိုက်ပါတယ်။ King Power Gold လို့အမည်ပေးထားတဲ့ဒီဂိုင်းဟာထိုင်းနိုင်ငံသားပေါင်း400ကျော်ကိုဒေါ်လာ9သန်းခန့်ဘတ်တန်း300ဖိုးကိုလိမ်လည်ခဲ့တာကြောင့်ပြည်ထောင်နိုင်ငံသား2ဦးနဲ့ထိုင်းအမျိုးသမီး9ဦးကိုဖမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။ဒီဂိုင်းဟာထိုင်းနိုင်ငံရဲ့နာမည်ကြီး duty free လုပ်ငန်းဖြစ်တဲ့ King Power ရဲ့အမည်ကိုအလွဲသုံးစားလုပ်ပြီးယုံကြည်မှုတည်ဆောက်ခဲ့တာပါ။သူတို့ဟာပတ္တရားတောင်ပိုင်းကစားတောက်ဆိုင်နဲ့ဘားတွေကိုအသုံးပြုပြီးအငိမ့်စားနိုင်ငံသားတွေကိုချင်းကပ်ခဲ့ပါတယ်။အဲဒီနောက်ကျ9ပွင့်အဆင့်ဟိုတယ်ကြီးတွေမှာရင်းနှီးမြှုပ်နှံမှုဟောပြောပွဲတွေခန်းခန်းနားနားကျင်းပပြီးတနည်းကိုအမျက်ငွေ181ရာခိုင်နှုန်းကနေ3680ရာခိုင်နှုန်းအထိရမယ်လို့မှတ်လုံးပေးဖြားယောင်းခဲ့ပါတယ်။တားကောင်ဖြစ်သူတွေကို line နဲ့ WhatsApp အုပ်စုတွေထဲထည့်သွင်းပြီးအတူအယောင်ငွေစည်းစရာတွေအမျက်ဝေစုစာချုပ်တွေကိုပေးပို့ခဲ့ပါတယ်။ထူးခြားတာကသူတို့ဟာယင်းနှိမ့်မြုံနှံမှုအာမခံဆိုပြီးပေးတဲ့စာချုပ်တွေဟာတကယ်တော့ရိုးရိုးအသက်အာမခံစာချုပ်တွေသာဖြစ်နေတာပါအမျက်ငွေထုတ်ပေးရမယ့်အချိန်ရောက်ရင်ဗန်ပြဿနာဒါမှမဟုတ်အခွန်ကိစ္စတွေကိုအကြောင်းပြပြီးအချိန်ဆွဲလက်ရှိပြီးနောက်ဆုံးမှာတော့အသုံးပြုလို့မရတဲ့ချက်လက်မှတ်အတုတွေကိုပေးအပ်ခဲ့ပါတယ်စုံစမ်းစစ်ဆေးချက်တွေအရဒီလုပ်ရဟာအမှန်တကယ်ရင်းနှီးမြှုပ်နှံတာမျိုးမဟုတ်ပဲလူသစ်တွေစီကရတဲ့ငွေနဲ့လူဟောင်းတွေကိုပြန်ပေးတဲ့ဖွန်စီစကန်အမျိုးအစားဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဟာဘတ်ဘီလီယံချီရေးထားတဲ့ချက်လက်မှတ်30ကျော်နဲ့အတူကွန်ပျူတာဖုန်းနဲ့စာရွက်စာတမ်းအထောက်အထားများစွာကိုတင်ဆက်ရမိခဲ့ပါတယ်။လက်ရှိမှာတော့တရားခံလို့ယူဆရသူအလုံးဟာပြစ်မှုကိုညှင်းဆိုထားဆဲဖြစ်ပြီးရဲတပ်ဖွဲ့ကတော့ထွက်ပြေးလွတ်မြောက်နေတဲ့ဂျာမနီနိုင်ငံသားတဦးကိုလည်းဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့နှစ်ကနိုဘယ်ငြိမ်းချမ်းရေးဆုမရရှိခဲ့တာကြောင့်နောက်မှာငြိမ်းချမ်းရေးတစ်ခုတည်းကိုပဲရှေ့ရှုဖို့တာဝန်မရှိတော့ဘူးလို့နော်ဝေဝန်ကြီးချုပ်စီကိုသတင်းစကားပါလိုက်ပါတယ်။ထရန့်ကသူဟာစစ်ပွဲပေါင်း8ခုကိုရပ်တန့်ပေးခဲ့သူဖြစ်လို့ဒီဆုနဲ့ထိုက်တန်တယ်လို့ယူဆနေပြီးနော်ဝေအစိုးရဟာဒီဆုပေးပွဲကိုလုံးဝထိန်းချုပ်ထားတယ်လို့ဆိုဆွဲလိုက်ပါတယ်။ဒီသတင်းစကားတွေမှာပဲထရန့်ကဒိန်းမတ်ပိုင်ဂရင်းလန်းကျွန်းကိုအမေရိကန်ကအကျွမ်းမဲ့ထိန်းချုပ်ခွင့်ရရမယ်လို့ထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။ဒိန်းမတ်နဲ့ဥရောပနေတိုအဖွဲ့ဝင်နိုင်ငံတွေကတော့ဂရင်းလန်းမှာစစ်ရေးအရကျူးကျော်မှုဟာနေတိုမဟာမိတ်အဖွဲ့ရဲ့နှီးကုံပဲလို့သတိပေးထားပါတယ်။ဒါပေမဲ့ထရန့်ကဂရင်းလန်းသိမ်းယူမှုကိုကန့်ကွက်တဲ့ပြည်ထောင်အပါအဝင်နေတိုးမဟာမိတ်၈နိုင်ငံကိုဖေဖော်ဝါရီ1ရက်ကစပြီးသွင်းကုန်ကို10ရာခိုင်နှုန်းစစ်ချက်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ထရန့်ကဒိန်းမတ်အနေနဲ့ဂရင်းလန်းကိုရုရှားနဲ့တရုတ်ရန်ကနေမကာကွယ်နိုင်ဘူးလို့ဆိုပါတယ်။သူကနေတိုးအဖွဲ့အတွက်သူဟာအလောက်အကျွေးအပြုဆုံးသူဖြစ်ပြီးအခုအချိန်မှာတော့နေတိုးကအမေရိကန်အတွက်တစ်ခုခုပြန်လုပ်ပေးရမယ့်အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ဂရင်းလန်းကျွန်းဟာတဘာဝတယံဇာတကျွဲဝသလိုရန်သူဒုံးကျည်တွေကိုစောစစ်စွာသတိပေးနိုင်တဲ့စစ်ဗျူဟာမြောက်နေရာတစ်ခုပါ
လက်ရှိမှာတော့ဥရောပနိုင်ငံတွေကဂရင်းလန်းမှာစစ်အင်အားတိုးချဲ့ဖို့ပြင်ဆင်နေကြပြီးပြည်ထောင်ဝန်ကြီးချုပ်ကီယာစတာမာကလည်းမဟာမိတ်တွေအပေါ်အခွန်တိုးတာဟာမာရွေးတယ်လို့ဝေဖန်ထားပါတယ်။နိုဘယ်ဆုမရရှိမှုအပေါ်မကျေနပ်ချက်ကနေအစပြုတဲ့ဒီတင်းမာမှုဟာအတ္တလန္တိတ်သမုဒ္ဒရာနှစ်ဖက်ကမ်းကမဟာမိတ်ဆက်ဆံရေးကိုအကြီးအကျယ်ဆန်းသက်နေတဲ့ဆိုတဲ့သုံးသပ်ချက်တွေလည်းရှိနေပါတယ်ရှင်။တောင်လကသူရင်ဌာနရဲ့တပတ်အတွင်းကဘာတွန်းကအရိုက်ခတ်ဆုံးသတင်းတွေကိုထုံးထုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးရန်မျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။